လုံးဝမင်္ဂလာပါ။ဘောဂီဗီတာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လက်မလဲအောင်ဈေးရောင်းကောင်းခြင်းတဲ့သူတွေအတွက်ရေရာပေးမှာဖြစ်ပါတယ်။အခုရောက်နေတဲ့2လပိုင်းမှာဆရာကိုလာပြီးပြောကြတယ်ပေါ့နော်။အယောင်းဝယ်တွေပါတယ်အယောင်းဝယ်တွေထိုးကျသွားတယ်။နော်ဖောက်တယ်တွေမလာဘူး။ကိုဖောက်တယ်တွေသူများစီကိုရောက်သွားတယ်။အယောင်းဝယ်တွေလည်းပါတယ်။ဈေးရောင်းတဲ့သူတွေအယောင်းဝယ်လုပ်နေတဲ့သူတွေအယောင်းဝယ်နဲ့ပတ်သက်တဲ့ဟာတွေလုပ်နေတဲ့9ရက်သားသမီးအားလုံးဒီ2လပိုင်းမှာနော်အောင်းနေတဲ့ပစ္စည်းတွေရောင်းမထွက်တာမျိုးတွေရောင်းကျင်တဲ့ပစ္စည်းတွေရောင်းမထွက်တာမျိုးတွေအယောင်းဝယ်တွေထိုးကျသွားတာမျိုးတွေအယောင်းဝယ်ပါနေတာတွေကိုယ့်ရဲ့ဖောက်တယ်တွေသူများစီရောက်သွားတာတွေကိုယ့်စီမှာဝယ်နေကြဖောက်တယ်တွေလည်းမလာတာမျိုးတွေကိုယ့်ရဲ့ online shopping မှာဖြစ်ဖြစ်အပြင်မှာဆိုင်ဖွင့်ထားတာပဲဖြစ်ဖြစ်နော်ဒီလိုအယောင်းဝယ်လုပ်နေတဲ့သူတွေအားလုံးအိမ်ချမ်းမြေကားစသည်ဖြစ်အကုန်လုံးအယောင်းဝယ်တွေလုပ်နေတဲ့သူတွေအားလုံးတော်တော်များများဒီ2လပိုင်းမှာလာအစမှာပဲရှိသေးတယ်အယောင်းဝယ်ပါကြတယ်ဆိုပြီးတော့ဆရာကိုလာပြောကြပါတယ်နော်ဆရာနေ့စဉ်နေ့တိုင်းတစ်နေ့ကိုအယောင်း20 30ဘေးတင်ဟောပေးနေတော့တော်တော်များများကိုဆရာစမ်းစစ်ကြည့်လိုက်တဲ့အချိန်မှာဒီ2လပိုင်းမှာတော်တော်များများကအယောင်းဝယ်တွေအေးနေကြတာပေါ့နော်အယောင်းဝယ်တွေအေးနေတယ်နော်အိမ်ချမ်းမြေကားစသည်ဖြစ်ကုန်း3ဆိုင်ကုန်း6ဆိုင်စတိုးဆိုင်အယောင်းဝယ်နဲ့ပတ်သက်တာတွေအားလုံးပါဝင်တယ် line ပေါ်မှာပဲ online မှာပဲရောင်းအပြင်မှာပဲရောင်းအကုန်လုံးကအယောင်းဝယ်တွေအေးနေကြတာနော်အဲ့လိုလူတွေအတွက်ဆရာကဒီအယောင်းဝယ်အမြဲဆုံးကောင်းစေပြီးတော့ဗောနော်ဒီတစ်လအတွင်းဗောနော်ဒီရတရားကိုလုပ်ပြီးပြီဆိုရင်ရက်30အတွင်းမှာအယောင်းဝယ်တွေပြန်ကောင်းစေတယ်ကိုယ့်ရဲ့ဖောက်တယ်တွေပြန်ရောက်လာစေတယ်နော်ကိုရောင်းကျင်တဲ့ပစ္စည်းတွေရောင်းထွက်စေတယ်အောင်းနေတဲ့ပစ္စည်းတွေအကုန်လုံးရောင်းထွက်စေမဲ့အယောင်းဝယ်ကောင်းစေမဲ့အာလူဖျောင်းနိုင်ထွန်းနီးဆိုတဲ့ရတရားလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအာလူဖျောင်းနိုင်ထွန်းနီးဆိုတဲ့ရတရားလေးဟာနော်ဒီပိတ်နေတဲ့လက်တွေအားလုံးလဲပွင့်စေတယ်ကိုအယောင်းဝယ်လုပ်နေတဲ့ကိစ္စတွေအားလုံးလဲအဆင်ပြေချောမွေ့စေတယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့လုပ်ရမယ့်လုပ်ငန်းတွေမှာပို့ပြီးတော့အောင်မြင်တိုးတက်စေတယ်ရောင်းကောင်းဝယ်ကောင်းအဆင်ပြေစေတယ်ရောင်းကျင်တဲ့ပစ္စည်းတွေလည်းရောင်းထွက်စေတယ်ဝယ်ကျင်တဲ့ပစ္စည်းတွေလည်းဝယ်နိုင်စေတယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ဟာတွေအားလုံးအဆင်ပြေဖို့အတွက်ဘာပဲရောင်းဘာပဲဝယ်အတွက်ဆရာကအကောင်းဆုံးအာလူဖျောင်းနိုင်ထွန်းနီးဆိုတဲ့ရတရားလေးကိုဆရာကပြောပြပေးမှာဖြစ်ပါတယ်နော်ဒီရတရားလေးကိုယုံကြည်နဲ့သာလုပ်ပါအရန်ကိုအစွမ်းထပ်ပါတယ်ဒီရတရားကိုအရင်တော့ကလည်းဆရာပေးဘူးပါတယ်ဒီရတရားလုပ်ပြီးသွားပြီဆိုရင်အယောင်းဝယ်လုံးဝကျဆင်းနေတဲ့သူတွေတောင်မှအယောင်းဝယ်တွေအရန်ပြန်ကောင်းလာတာမျိုးတွေတွေ့ရပါတယ်နော်တကယ်လို့ကိုကတချို့လူတွေတော့ရှိရပေါ့နော်ဘလို့လူမျိုးတွေလဲဆိုတော့ကိုယ့်ရဲ့ကန်စာတာနဲ့ရောင်းနေတဲ့ပစ္စည်းနဲ့ဘလို့မှအဆင်မပြေတာပေါ့နော်အကျိုးမပေးတာပေါ့အဲ့လိုလူမျိုးတွေတော့ဆရာတို့ဇာတာစစ်ဖို့လိုပါတယ်တချို့ကြတော့ကိုကရောင်းနေတာလက်ဖေးဆိုင်စားတောက်ဆိုင်ဒါပေမဲ့ကိုကဒီလုပ်ငန်းနဲ့အကျိုးမပေးဘဲနဲ့အဝတ်ထည်လုပ်ငန်းနဲ့အကျိုးပေးနေတာမျိုးရှိတယ်အဲ့ကြရင်ကိုအခုလုပ်နေတဲ့လုပ်ငန်းတွေကမတိုးတက်တာမအောင်မြင်တာအယောင်းဝယ်တွေကျတာမချမ်းသာတာစီးပွားရေးတွေမလဲပတ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်เนาะအဲ့တော့မိမိဟာအယောင်းဝယ်လုပ်လို့ရတဲ့ကန်စာတာဟုတ်မဟုတ်ဆိုတာဆရာတို့အရင်ဆုံးစမ်းစစ်ရပါတယ်ပြီးတော့မှအယောင်းဝယ်တွေလုပ်ရပါတယ်เนาะအဲ့ဒါဆိုရင်ပို့ပြီးတော့ကောင်းပါတယ်တကယ်လို့မိမိဟာဘာနဲ့ဘာအယောင်းဝယ်ဘာလို့ကြာဆင်းလဲကန်နှိမ့်လို့ကြာဆင်းတာလားလက်ပိတ်လို့ကြာဆင်းတာလားကိုယ်နဲ့အကျိုးမပေးလို့ကြာဆင်းတာလားဆိုပြီးတော့မျိုးစုံရှိပါတယ်ဒါတွေအားလုံးကိုဆရာနဲ့ကန်ဆက်ချင်တယ်ကန်စစ်ချင်တယ်ဇာတာစစ်ချင်တယ်ဆိုရင်လည်းဆရာရဲ့ Viber ဖုန်းနံပါတ်3966လုံး3331မှာဆရာနဲ့တိုက်ရိုက်ဆက်သွယ်ပြီးတော့ဘေးတင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်အကျိုးပေးမပေးကြည့်လို့ရပါတယ်เนาะအဲ့တော့ဆရာဒီနေ့အာလူဖျောင်းနိုင်ထွန်းနီးလေးကိုပြောပြပေးမယ်ဒီရတရားလေးဟာငွေလဲဝင်စေတယ်စီးပွားလဲတက်စေတယ်အယောင်းဝယ်လဲကောင်းစေတယ်အလုပ်ကင်လဲအဆင်ပြေစေတယ်အောင်းနေတဲ့ပစ္စည်းတွေလဲရောင်းထွက်စေတယ်အိမ်ချမ်းမြေတိုက်ကားစားကားစက်ပစ္စည်းစသည်တွေဟာအယောင်းဝယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလဲအောင်မြင်စေတယ်ကုန်ထုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလဲအဆင်ပြေစေတယ်လက်လိလက်ကားလုပ်ငန်းတွေလဲအဆင်ပြေစေတယ်ဒီရတရားကိုယုံကြည်နဲ့သာလုပ်ပါအဆင်ပြေစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်เนาะအဲ့တော့ဆရာတို့ဘာလုပ်ရမလဲဆိုတော့ပေါ့နော်ငွေများဝင်ဖို့အယောင်းဝယ်တွေကောင်းစေဖို့เนาะဆရာတို့လက်ဖက်တုပ်ကတ်ကြပါစို့ဆိုတဲ့အတိုင်းပဲဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်တုပ်ကတ်လူရမှာဖြစ်ပါတယ်လက်ဖက်တုပ်เนาะစွန်းထမင်းနဲ့တကွလက်ဖက်တုပ်ကတ်မယ်ပြီးရင်ဆရာတို့ပေါ့နော်ရေနွေးချမ်းတစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပူလေးကတ်ပါเนาะပြီးရင်ဆရာတို့အမွေးတိုင်3တိုင်လိုပါတယ်เนาะအမွေးတိုင်3တိုင်ကိုဆရာတို့ညာဘက်လက်လေးနဲ့ကင်မယ်ဂုံတော်6ပါးကို21ခေါက်ရွတ်မယ်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်မယ်เนาะတန်မုတ်ဒီကာတာကို21ခေါက်ရွတ်မယ်ရွတ်ပြီးသွားပြီဆိုရင်ဆရာတို့ပကံများလေးပေါ်မှာအာလူလေးလိုပါတယ်အာလူကကြီးလေကောင်းလေးပဲပေါ့เนาะပြီးရင်ဒီခုနထွန်းထားတဲ့အမွေးတိုင်ကိုအာလူသီးပေါ်မှာစိုက်ပြီးတော့ဆရာတို့ထွန်းရမှာဖြစ်ပါတယ်အာလူအမွေးတိုင်ထွန်းနီးဖြစ်ပါတယ်เนาะအာလူအမွေးတိုင်ထွန်းနီးဟာဆရာတို့ဓာတ်ရိုက်တက်စင်အစီရင်ရရာတစ်ခုဖြစ်တဲ့အတွက်
ဒီအရာကိုလှုပ်လိုက်ပြီဆိုတာနဲ့ဆရာတို့ပေါ့နော်ဒီကိုးမှာရှိတဲ့လုပ်ငန်းသေးသေးလေးတွေကလုပ်ငန်းလေးကြီးလာသေးတယ်ငွေဝင်နေနေတဲ့သူတွေကလည်းငွေများများဝင်သေးတယ်အယောင်းဝယ်ပါနေတဲ့သူတွေကလည်းအယောင်းဝယ်တွေကောင်းသေးတယ်အရန်ဟိုမှာအစွမ်းထပ်ပြီးတော့ထူးကြတဲ့အာလူဖျောင်းနိုင်ထုံးนี้ဖြစ်ပါတယ်ဒီဖျောင်းနိုင်ဒီအမွေးတိုင်ဖြစ်ပါတယ်ဒီအမွေးတိုင်နဲ့ထုံးရမှာဖြစ်ပါတယ်တော့ကြနေဖျောင်းနိုင်နဲ့မားနေမှာဆိုလို့ပေါ့နော်ဆရာအမွေးတိုင်လို့ပြောတာပါနော်ဒီဟာကိုဘယ်နေရာမှာထုံးရမလဲဆိုရင်ဆရာတို့ပေါ့နော်မိမိစိုင်ဖွင့်ထားတဲ့လူတွေကတော့စိုင်မှာထုံးလို့ရတယ်နော်အိမ်ကနေအယောင်းဝယ်လုပ်တဲ့သူတွေကတော့အိမ်မှာထုံးလို့ရတယ်တကယ်လို့ကိုရောင်းထွက်ချင်တဲ့ပစ္စည်းတွေပေါ်မှာလည်းထုံးလို့ရတယ်ကိုရောင်းထွက်ချင်တဲ့ကားတို့စက်ပစ္စည်းတို့အိမ်ချမ်းမြေတို့မှာလည်းဒီမြေတွေပေါ်မှာလည်းတင်ပြီးတော့ဒီအာလူဖျောင်းနိုင်ကိုထုံးလို့ရပါတယ်နော်ယုံကြီးနဲ့သာထုံးမှာထုံးပြီးရတဲ့ကိုရောင်းထွက်ချင်တဲ့ပစ္စည်းအကြောင်းတွေကိုစူတောင်းမှာအမြန်ဆုံးရောင်းထွက်ပါစေရောင်းကောင်းပါစေဈေးရောင်းကောင်းပါစေစသည်ဖြစ်ပေါ့နော်လက်ဖေးဆိုင်ဖွင့်ထားတဲ့လူတွေစားတောက်ဆိုင်ဖွင့်တဲ့လူတွေကလည်းကြိုက်ကိုအယောင်းဝယ်ကောင်းဖို့အရေးကြီးအယောင်းဝယ်ကောင်းမှငွေဝင်မှကိုကအလူတန်းတွေလုပ်လို့ရမယ်စီးပွားရေးတွေတိုးချဲလို့ရမယ်မိသားစုစားဝတ်နေရေးအတွက်လဲပတ်လို့ရမယ်မကြမ်းမာတာတွေကိုကုလို့ရမယ်နော်အဲ့တော့ခါကျတော့ဒါအရေးကြီးဆုံးကတော့ကိုအယောင်းဝယ်ကောင်းဖို့အရေးကြီးတယ်အဲ့တော့အာလူဖျောင်းနိုင်ထုံးလေးကိုတိတိကျကျလေးလုံးတိတတလေးကိုဈေးရောင်းကောင်းလာလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်ကဲအရေးကြီးရလေးပြောမယ်စောင်းရန်ရှောင်းရန်လေးလည်းပြောမယ်အယောင်းဝယ်လုံးနေတဲ့သူအရင်ဆုံးပေါ့နော်ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါဆရာပရိသတ်9ရက်သားသမီးအားလုံးဒီဗီဒီယိုလေးကိုတွေ့ရင်များများလေး share ထားပေးပါမိတငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းပြန်လည်မျှဝေပေးပါကုသိုလ်ပြုရတဲ့ရာကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရသေးတယ်ငွေလည်းဝင်သေးတယ်ကိုယ့်ရဲ့လိုအင်ဆန္ဒတွေလည်းပြည့်ဝသေးပါတယ်အဲဒါကြောင့်လို့ဆရာတို့ဒီရရာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရရာလေးကိုပြုလုပ်ဆောင်ရွက်ပေးဖို့ဆရာပြောချင်ပါတယ်နော်ပြီးတော့အယောင်းဝယ်လုံးနေတဲ့သူတွေကိုဆရာတစ်ခုသင်ပေးပါမယ်ဈေးရောင်းတဲ့သူတွေပဲဖြစ်ဖြစ်အယောင်းဝယ်လုံးနေတဲ့သူတွေဖြစ်ဖြစ်နော်ကန်အယောင်းဝယ်လုံးနေတဲ့သူတွေကအတက်နိုင်ဆုံးဝတ်သားအမဲသားလုံးဝမစားပါနဲ့နော်စားကြည့်ရင်တော့တစ်လတစ်ခါလောက်ပဲစားပါတကယ်လို့လုံးဝမစားရင်ပိုတိတာတယ်အယောင်းဝယ်ကောင်းစေတယ်ဝတ်သားမဲသားလုံးဝမစားပါနဲ့ဆရာကိုယ်တိုင်လဲဘေးရင်ဆရာမဖြစ်ခင်လွန်ခဲ့တဲ့15နှစ်တုန်းကစားတော့ဆိုင်ဖွင့်မှုပါတယ်ဆရာအယောင်းဝယ်ပါတဲ့နေ့ဆိုအဲ့လိုဝတ်သားမဲသားတွေရှောင်လိုက်ပြီဆိုရင်တိတိတတ်တော့အယောင်းဝယ်ကောင်းလာပါတယ်နော်အဲ့ဒါကြောင့်လို့ဆရာပရိသတ်တွေကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဝတ်သားမဲသားလုံးဝမစားပါနဲ့အဓိဋ္ဌံပြီးတော့မစားပါနဲ့ပိုတိတာပါတယ်ပြီးတော့မနက်အစောကြီးဝင်လာတဲ့ရောင်းကောင်းစေတဲ့မနက်အစောကြီးဝင်လာတဲ့ပတ်စံကိုဆရာတို့ပေါ့နော်လောင်းကစားလုံးပစ်တာတို့ချဲထိုးပစ်တာတို့လုံးဝမလုပ်ပါနဲ့လက်ပိတ်စေပါတယ်နော်နောက်တစ်ခုကဘာလဲဆိုရင်နော်ဆရာတို့အကျွေးလုံးဝမရောင်းပါနဲ့ဘသူ့မှအာမနာပါနဲ့နော်ဆရာပရိသတ်မိသားစုတွေအားလုံးတသက်လုံးချမ်းသာခြင်းနဲ့ဆိုရင်မှတ်ထားပါအကျွေးလုံးဝမရောင်းပါနဲ့နော်အကျွေးရောင်းတာဟာလက်ပိတ်စေပါတယ်လုံးဝအကျွေးမရောင်းပါနဲ့လုံးဝကိုအရန်ရင်းနှီးလို့ရောင်းရမယ်ဆိုရင်တော့မှအဲ့လူကိုတစ်ခါနှစ်ခါထက်ပိုမရောင်းပါနဲ့ခဏအကျွေးရောင်းမှများတဲ့ခါကျရင်ကိုယ့်ရဲ့ကန်စာတာမှာအကျွေးဆိုတဲ့နော်နန်နဲ့မတည့်တဲ့ခါကျရင်လက်ပိတ်သွားပြီးတော့မှစီးပွားပြတ်သွားတဲ့အထိဖြစ်သွားတတ်ပါတယ်ဆရာဘေးရင်ဟောတာနော်ဆရာတို့10နှစ်ကျော်ရှိပြီအတွက်ဆရာရဲ့10နှစ်ကျော်အတွေ့အကြုံတွေနဲ့ဆရာပြောပြတာဖြစ်ပါတယ်ဆရာစီမှာတစ်လားတစ်ခါရတရာအပ်နေတဲ့သူတွေရှိပါတယ်အယောင်းဝယ်ကောင်းမှုဒီလူတွေကတော့တိတာအယောင်းဝယ်ထိုးကျသွားတာမျိုးမရှိပါဘူးဆရာအမြဲတမ်းတရက်တစ်ခါဆေးဖြောင်းနိုင်ထွန်းပြီးတော့ဆူတောင်းပေးတာဖြစ်တဲ့အတွက်အမြဲတမ်းအယောင်းဝယ်နော်မကြပါဘူးအဲ့တော့ဆရာပရိသတ်တွေအကုန်လုံးဆရာကိုယုံကြည်တယ်အားကိုးတယ်ဆရာနဲ့ကန်ဆက်ချင်တယ်ကန်တူအကျိုးပေးချင်တယ်ဆိုရင်ဆရာစီမှာဈေးရောင်းကောင်းစေတဲ့ရတရာအယောင်းဝယ်ကောင်းစေတဲ့ရတရာရက်30စာဆရာပြုလုပ်ပေးပါတယ်တစ်လစာနော်ဒီနေ့ကစပြီးလုပ်မယ်ဆိုရင်လည်းဒါကိုရက်30ဒီဆရာလုပ်ပေးပါတယ်အဲ့တော့ရတရာအချင်တယ်ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်39966331 Telegram ဖုန်းနံပါတ်663331မှာဆရာနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ရတရာအပ်လို့ရတယ်ဆိုတာကိုပြောချင်ပါတယ်နော်ဆရာရဲ့ KB နံပါတ်ကလည်း666331ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝငွေမလွဲပါနဲ့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးဆရာပရိသတ်9ရက်သားသမီးအားလုံးဆရာစီမှာအခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်တွေကောင်းဖို့အတွက်ရတရာတွေအပ်လို့ရတယ်အစီမံတွေအပ်လို့ရတယ်အဆောင်တွေဝယ်လို့ရတယ်ဘေးတွေမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းမေးလို့ရပါတယ်ဆရာကိုယုံကြည်အားကိုးတဲ့9ရက်သားသမီးအားလုံးကိုရောဆရာရတရာကိုယုံကြည်နဲ့အမြဲလိုက်လို့ကြတဲ့9ရက်သားသမီးအားလုံးကိုရောဆရာကမေတ္တာစေတနာတွေထားပြီးတော့နေ့စဉ်နေ့တိုင်းဆုတောင်းပေးပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့လိုအင်ဆန္ဒတွေပြည့်ဝကြပါစေအယောင်းဝယ်တွေကောင်းကြပါစေဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်တူပုံကိုယ်မြတ်တွေဖြစ်ကြပါစေလို့ဆရာထူးမြောက်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်